ရေကျွန်တော်လေဟိုလားစာလေလိုချင်တယ်ဗျာပြင်မလားသူကပညာလည်းလိုချင်သေးတာပြီးတော့နေရာလေးကလည်းလိုချင်သေးတာအမရေအဲ့လိုလုပ်ငန်းလေးမောင်စီမှာဘာလုပ်ငန်းလေးရှိတော့အမရေ မောင်လေးတောင်းဆိုချက်တွေကတော်ပြီလား တော်ပြီမှာအဓိကပညာလိုချင်တယ်လေလားစာလိုချင်တယ်လေနေရာလိုချင်တယ်လေမှာ မောင်လေးလိုချင်တဲ့အလုပ်ကနည်းနည်းလေးတော့ပေါ့နော်ခက်ခဲနေနေတော့ဒါပေမဲ့ရတယ်အဆင်ပြေတယ်မတို့လင်းလက်ကနေပြီးတော့အဲ့လောက်ခက်ခဲနေနေတဲ့အလုပ်လဲမတို့ဒီမှာရှိတယ်မောင်လေးအနေနဲ့နေစရာလဲလိုချင်တယ်ပညာလဲရချင်တယ်ဒါအပြင်လားစာလဲရချင်သေးရဲ့မတို့အခုမတို့လင်းလက်ကနေပြီးခေါ်ထားတာကိတ်မုတ်ပညာသင်ပေါ့နော်ကိတ်မုတ်ပညာသင်အတွက်ကိုခေါ်ထားတယ်အဲ့ဒါကကျတော့ဘယ်လိုကိတ်မောင်မွေးနေ့ကိတ်လေမွေးနေ့ကိတ်လေပညာသင်ပေးမှာအဲ့ဒါအပြင်မှာသွားတက်ရင်တော့မှသင်တန်းကရဈေးကြီးရလေအဲ့တော့ဒီမှာတခါလဲသင်တန်းလဲလုပ်ပေးမှာနော်ပြီးလို့ရှိရင်လစာလည်းပေးအောင်မှာနေစရာလည်းမောင်လေးပြောသလိုပေးအောင်မှာအတွေ့အကြုံမှမလို့ဘူးပညာချင်းလည်းမလို့အဓိကမောင်လေးလိုမျိုးပညာလိုချင်တဲ့စိတ်ကလေးပဲလိုတယ်အဓိကမှလားစာကြဘယ်လောက်လိုချင်တာလားစာလည်းကောင်းကောင်းမန်းမန်းလေးတော့လိုချင်တာပေါ့ဗျာမောင်လေးရဲ့ဟိုပညာသင်ဖြစ်တဲ့အတွက်အရင်အများကြီးတော့မမျှော်လင့်နိုင်အောင်ပေါ့နော်လောလောဆယ်ကတော့ဝင်ချင်းတော့အနည်းဆုံး3သိန်းကနေစပြီးပေးမှာအဲ့ဒါမောင်လေးအတွေ့အကြုံမလို့ပညာရေးချင်းမလို့ဘူးဒါဆိုမိုက်တာပေါ့မှာနေစရာလည်းပေးမှာပေါ့ဒါပေါ့တကယ်လို့မောင်လေးဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်အမဒီမှာတစ်ခါလေးဖုန်းနံပါတ်လေးပြောပေးမယ်399663လုံး994လေး130အဲ့မတို့ရုံးဖုန်းပြီးလို့ရှိရင်3996လေး133လုံး22ကိုအဲ့ဒါလည်းရုံးဖုန်းပဲရုံးပိုက်ပါကြတော့453လုံး30939အဲ့ဒါကြမတို့ရုံးပိုက်ပါအဲ့ဒါနေပြီးတော့စိတ်ကြိုက်စိတ်မေးမြန်းပြီးတော့ဆက်သွယ်လို့ရတယ်အဲ့တော့နေစရာလည်းပေးတယ်လစာလည်းကောင်းတယ်မော်လေးလိုချင်တဲ့ပညာလေးရအောင်မယ်ဘာလို့သေးလဲသိချင်ပါတယ်မအေးအားဆိုတော့ကျွန်တော်အဲ့ရပဲလုပ်လိုက်တော့မယ်ဒီမနော်ပေါ့အဲ့တော့လိုက်တော့တော့မယ်အဲ့မှာအဲ့ဒါ